ရှိမှမတဲ့ရခွင့်ပြီးတဲ့သစ္စာရဆရာနဲ့သူပြီးဆရာမရှင်လန်းကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်ကျွန်တော်တို့စကားမပြောခင်အရင်ဆုံးဆုတောင်းကြရအောင်ဂုဏ်ကြီးမုန်တိုင်းရှိတော်မူတော့ကျွန်တော်တို့ပါကိုရိကျေးဇူးတော်ကြောင့်ဒီငန်းဒီမှာဒီလိုမျိုးကိုရောကိုဝုပြုကိုခွင့်ပြီးတဲ့အတွက်ကြောင့်ကိုရောကိုရှင်မပါ၏ပါလာတဲ့ကြည်အနာစာများကိုခွင့်လွှတ်ပေးပြီးဆုတောင်းတာကိုနားညံပြီးတော်မူပါကျွန်ုပ်ပြောသောမဲ့တရားများကိုကိုရောဖျား၏အလိုတော်တိုက်တာဖြစ်စေတော်မူပါပြောတော်တဲ့သတင်းစကားများကိုတယောက်ယောက်အတွက်ဝိညာဉ်ခွန်အားတို့စီဖို့ဝိညာဉ်ကြီးတည်ဆောက်စရာဖြစ်စေဖို့ရန်ကောင်းချီးပေးတော်မူပါကျွန်ုပ်အလိုတိုင်းထောက်ပြောခြင်းမဖြစ်ဘဲနဲ့ကိုရောဖျား၏လမ်းပြမှုမဆကူငီမှုဝိညာဉ်တော်၏အတူပါရှိခြင်းဖြင့်ကောင်းမှုစွာပြုမြောက်နိုင်ပွင့်ကိုရောကောင်းချီးပေးတော်မူမိကြောင်းဘာဒီတော်သခင်ယေရှု၏နာမတော်ကိုအမိပြု၍ဆုတောင်းပါရပါဇူတန်တိုင်းကျွန်တော်ဒီနေ့နောက်တစ်ခေါက်နှုတ်ဆက်ရှင်ပါတယ် Happy Sabbath Happy Sabbath ကျေးဇူးပြုပြီးကိုဗီနာမှာရှိတဲ့သူငယ်ချင်းတွေကိုHappy Sabbath လို့ပါလို့နှုတ်ဆက်ပြလိုက်ပါကျေးဇူးတင်တယ်ဒီညနေမှာကျွေးနေဒီလိုမျိုးအခွင့်ကောင်းရောက်ဖို့ရသူစိန်ညတော့ကဆရာမရှိရကကျွန်တော်တချင်းသွားချင်းဖို့သွားရတဲ့ဆရာမကကိုစုံပြန်ကလေးတောက်ချာညမှာတက်တီခံပေးလို့ရမလားဆိုတော့လာပြောတော့ကျွန်တော်ဘာမှမသိဘူးအလိုမျိုးကြောင်တောင်ဖြစ်နေတယ်ဒါပေမဲ့ဘုရားရဲ့အလိုတော်ရှိတဲ့အတွက်ကြောင့်ကျွန်တော်လက်ခံပြီးတော့ဒီလိုမျိုးတယောက်ခွင့်ရတာဖြစ်ပါတယ်ထို့အတွက်ကြောင့်လည်းဘုရားကိုလည်းတမန်ပြီးတော့ကျေးဇူးတင်ပါတယ်ဒီညနေမှာဆိုရင်ကျွန်တော်အနေနဲ့ဘာကောင်းစီနဲ့အာပီအာယုပြုပြီးတော့တတိခံခြင်းလဲဆိုရင်ချီးမွမ်းခြင်းနဲ့စူတောင်းခြင်းဆိုတဲ့ကောင်းစီနဲ့အာပီအာယုပြုလုပ်သွားခြင်းပါတယ်အရင်ဆုံးကျွန်တော်တို့ရွေးချယ်ထားတဲ့ကျမ်းပိုက်ကိုပြန်လည်ဖတ်ပြခြင်းပါတယ်မြန်မာကျွေးနယ်လဲဆိုရင်တေသလောနီဩဝါဒစာပရမဆောင်ခန်းကြီး9အငယ်16မှ18ဖြစ်ပါတယ်ဘလို့ပေါ်ပြထားလဲဆိုရင်အစီမပြတ်ဝမ်းမြောက်ခြင်းရှိကြလော့မချမ်းမလတ်ဆုတောင်းပတနာပြုကြလော့အရာရာ၌ကျေးဇူးတော်ကိုချီးမွမ်းကြလော့အကြောင်းမူကားတင်တို့ဒီသူတို့ကျင့်စေခြင်းကယေရှုခရစ်၌ဘုရားသခင်အလိုတော်ရှိ၏ဘတော်တော်ကြံချအဖြစ်ပြရှင်ကောင်းချီးမင်္ဂလာချက်ပြပါစေကျွန်တော်ဒီမှာကျွန်တော်ရွေးချယ်တဲ့အကောင်းစီမှာကြည့်မယ်ဆိုရင်ချီးမွမ်းခြင်းနဲ့ဆုတောင်းခြင်းဒီနှစ်ခုဟာကျွန်တော်အနေနဲ့ညီအကူလို့ပြောချင်ပါတယ်ဘလို့ညီအကူလို့ကျွန်တော်ပြောချင်တာလဲဆိုတော့ကျွန်တော်ခရိယန်အသက်တာမှာဆိုရင်ချီးမွမ်းအရာတစ်ခုခုကိုကောင်းချီးမင်္ဂလာကိုခံစားနေတဲ့အချိန်မှာကျွန်တော်ဘုရားသခင်ကိုချီးမွမ်းနေတယ်ကျွန်တော်ဘုရားသခင်ကိုချီးမွမ်းတဲ့အခါမှာလာမယ့်အနာဂတ်အတွက်ကောင်းချီးမင်္ဂလာတကားဖွင့်ဖွင့်ရန်ဘုရားသခင်စီဆုတောင်းသလိုဖြစ်သွားပါတယ်ပြီးတော့လူအပ်တဲ့ကောင်းချီးမင်္ဂလာများကောင်းစုများကိုဘုရားသခင်ကပြပါတယ်ပြီးတော့ကျွန်တော်ဆုတောင်းခြင်းဟာဆိုရင်ဘုရားသခင်ကကျွန်တော်ဘုရားကိုချီးမွမ်းခြင်းဖြင့်ဆုတောင်းခြင်းကိုအဖြစ်ဆုတောင်းခြင်းအဖြစ်ဘုရားသခင်လက်ခံပြီးတော့ကျွန်တော်ရဲ့ဆုတောင်းခြင်းကိုနောက်တစ်ပံဘုရားသခင်ကချီးမွမ်းခြင်းအဖြစ်ပြန်လဲပြီးတော့နားမြောင်းပြီးတော့ကျွန်တော်ရဲ့ဆုတောင်းတန်ကိုပြည့်စွက်ပြတာကိုကျွန်တော်လည်းပြောချင်ပါတယ်ပြီးတော့ချီးမွမ်းခြင်းဆိုတဲ့နေရာမှာဆိုရင်ကျွန်တော်ကောင်းချီးမင်္ဂလာဖြစ်ဖြစ်ဥပမာဆိုရင်တကယ်ချင်းတယောက်ယောက်ကကျွန်တော်အတွက်ကောင်းတဲ့အရာတစ်ခုခုကျွန်တော်မမျှော်လင့်တဲ့
လက်ဆောင်တစ်ခုခုကိုပေးမယ်ဖြစ်ဖြစ်ကျွန်တော်တောင်းတဲ့အရာတစ်ခုခုကိုလုပ်ပြီးမယ်ဆိုရင်ကျွန်တော်အရန်ကျေးဇူးတင်တယ်ကျွန်တော်စိတ်နှလုံးထဲမှာဝမ်းသာပီတိဖြစ်တယ်အဲ့လိုမျိုးဖြစ်တဲ့အခါမှာကျွန်တော်ချီးမွမ်းတင်တတ်ကြပါတယ်ကျွန်တော်ချီးမွမ်းတင်တဲ့သူနဲ့ချီးမွမ်းတင်ခံရတဲ့သူနှစ်ယောက်စလုံးမှာဆိုရင်ဝမ်းမြောက်ဝမ်းသာခြင်းနှစ်ယောက်စလုံးမှာရရှိပါတယ်အဲ့တော့ကြောင့်ရာတစ်ခုခုကျွန်တော်တယောက်အကျွဲလုပ်ပြတဲ့အခါမှာကျေးဇူးတင်တယ်ဆိုတဲ့စကားကိုပြောဖို့ရန်ကျွန်တော်နဲ့ဒီကနေမှာထပ်မှပြီးတော့တတိယအစီလိုပါတယ်ချီးမွမ်းခြင်းကျေးဇူးတင်ခြင်းမှာဆိုရင်ကျေးဇူးတင်လေဝမ်းမြောက်ခြင်းပုံများလေဖြစ်ပါတယ်ကျမ်းစာထဲမှာကျွန်တော်ကြည့်တဲ့အခါမှာဖိလိပ္ခန်းကြီး4အငယ်4မှာဆိုရင်ဘယ်လိုပေါ်ပြထားလဲဆိုတော့ဘုရားသခင်၌အစီမပြတ်ဝမ်းမြောက်ခြင်းရှိကြလော့တပန်ငါဆိုရီကဝမ်းမြောက်ကြလော့ဒီမှာဆိုကြည့်မယ်ဆိုရင်ကျွန်တော်ချီးမွမ်းလေဝမ်းမြောက်ခြင်းများလေလို့ခုနပြောပြီးသွားပြီဒီမှာကျမ်းစာတော်ကဝမ်းမြောက်ခြင်းအစီမပြတ်ဝမ်းမြောက်ခြင်းရှိကြလော့ဆိုတဲ့အခါမှာအစီမပြတ်ချီးမွမ်းခြင်းပြုကြလော့အဲ့လိုမျိုးပြောသလိုနဲ့အတူတူဖြစ်သွားပါတယ်ချီးမွမ်းလေဝမ်းမြောက်လေဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ဖျားကိုချီးမွမ်းလေကျွန်တော်တို့ကောင်းချီးမင်္ဂလာမြတ်ကိုခံစားပြီးတော့ဝမ်းမြောက်ခြင်းခံရလေဖြစ်သွားတာကိုကျွန်တော်တွေ့နေရပါတယ်ပြီးတော့စာလံကျမ်းအခန်းကြီး30ခုအငယ်4မှာဘယ်လိုဖော်ပြထားလဲဆိုရင်ထာဝရဘုရား၌မိလောခြင်းရှိလော့တုတ်ပြုလျင်စိတ်နှလုံးအလိုပြည့်စုံရသောအခွင့်ကိုပေးတော်မူမည်လို့ဖော်ပြထားပါတယ်ဘုရားကိုကျွန်တော်ချီးမွမ်းတဲ့အခါမှာဘုရားကိုများချီးမွမ်းလေဘုရားသခင်ရဲ့အတောင်တော်အောက်မှာမိလောခြင်းကိုခံရလေဖြစ်ပါတယ်ဒီကျမ်းချက်အရာဘုရားသခင်၌မိလောခြင်းရှိခြင်းဟာဆိုရင်ကျွန်တော်တို့ရဲ့စိတ်နှလုံးအလိုမြတ်ကိုပြည့်စုံစေပါတယ်လို့ဖော်ပြထားပါတယ်အဲ့တော့ကြောင့်ကျွန်တော်ချီးမွမ်းတတ်ဖို့ရန်ပြောချင်ပါတယ်ချီးမွမ်းခြင်းဆိုတဲ့နေရာမှာဆိုရင်အမျိုးမျိုးရှိပါတယ်ဘုရားသခင်ကိုတခြင်းဆိုခြင်းအပြင်ချီးမွမ်းခြင်းဖြစ်ဖြစ်စကားပြောဆိုခြင်းအပြင်ချီးမွမ်းခြင်းဖြစ်ဖြစ်လူအပ်တဲ့သူများကိုကျွန်တော်မှာရှိတဲ့အရာတစ်ခုခုဖြင့်ကိုမြည်မှဆခြင်းဖြင့်ဘုရားသခင်ကိုချီးမွမ်းလို့ရပါတယ်ကျွန်တော်အနေနဲ့ချီးမွမ်းခြင်း၃မျိုးဒီမှာရွေးထားပါတယ်ပထမတစ်ခုအနေနဲ့ချီးမွမ်းခြင်းမှာဆိုရင်ဘုရားကိုကျွန်တော်ချီးမွမ်းတဲ့အခါမှာဘယ်လိုချီးမွမ်းမလဲဆိုရဲပထမတစ်ချက်ကဂုဏ်တော်ကိုချီးမွမ်းခြင်းဖြစ်ပါတယ်ဂုဏ်တော်ကိုချီးမွမ်းခြင်းဆိုတဲ့အခါမှာကျမ်းစာထဲမှာဆိုရင်ကြည့်မယ်ဆိုရင်ကဘာဦးကျမ်းအခန်းကြီး1အငယ်1မှာဆိုရင်အစအဝ၌ဘုရားသခင်သည်ကောင်းကင်နှင့်မြေကြီးကိုဖန်ဆင်းတော်မူ၏ဆိုလို့ရေးသားပေါ်ပြထားပါတယ်ကျွန်တော်ဒီကျမ်းချက်ကြည့်မယ်ဆိုရင်အရာအလုံးကောင်းကင်အရာအလုံးကိုဖန်ဆင်းပိုင်သားတဲ့ဘုရားသခင်ကိုဘုရားသခင်ရဲ့သူ့ရဲ့လက်ရာတော်များကိုကြည်ချင်းအားဖြင့်ဘုရားသခင်ကိုချီးမွမ်းတတ်ဖို့ရန်ဒီကျမ်းချက်ကကျွန်တော်ကိုတိုက်တွန်းတာကျွန်တော်တွေ့ရပါတယ်ပြီးတော့ Revelation 14 verse 7-8မှာလည်းမြေကြီးသမုဒ္ဒရာအရာခတ်သိမ်းတို့ကိုဖန်ဆင်းပိုင်သားတော်ဘုရားရှင်ကိုချီးမွမ်းကုကွယ်ကြလော့ဆိုပြီးတော့ကောင်းကင်တမန်တပါးက
အော်ဟစ်ကြွေးကြော်တာကိုကျွန်တော်တွေ့ရပါတယ်သူပြင်တော်ကစာလံကျမ်းအခန်းကြီး126အငယ်1မှာဆိုရင်ဘလို့ဖော်ပြထားလဲဆိုရင်ကြီးသောအမှုအရာကိုပြုလုပ်ခြင်းအပြင်ဘုရားသခင်ကိုချီးမွမ်းကြလော့ဆိုပြီးတော့ကျွန်တော်ဘုရားသခင်ကိုချီးမွမ်းဖို့ရန်စာလံရေးစရာကလည်းကျွန်တော်ကိုတိုက်တွန်းတာကိုကျွန်တော်တွေ့ရပါတယ်နံပါတ်2အချက်အနေနဲ့ဘုရားကိုချီးမွမ်းတဲ့အခါမှာဘယ်လိုချီးမွမ်းမလဲဆိုတော့ကျေးဇူးတော်ကိုချီးမွမ်းခြင်းဖြစ်ပါတယ်ကျေးဇူးတော်ဆိုတာကတော့ grace ဆိုရင် Greek စကားဖြစ်ပြီးတော့Greek စကားကနေလာတဲ့ charis ဆိုတဲ့စလုံးကနေလာတာဖြစ်ပါတယ်charis ဆိုတာက undeserved favor တခြားအဓိပ္ပာယ်လို့ဟောပြပါတယ်ကျေးဇူးတော်ကိုချီးမွမ်းခြင်းဆိုတဲ့နေရာမှာဆိုရင်ကျွန်တော်တို့ကဘာဦးစာရုံကကျွန်တော်မိဦးဖာဦးဖြစ်တဲ့အာဒါမ်နဲ့အေဝါတို့ဟာဆိုရင်ဘုရားသခင်ကကောင်းချီးပြီးတော့ဥပုံတွေကိုတန်ရှင်းစေပြီးကောင်းချီးပြီးတဲ့အသက်တာကိုသူတို့ကမကောင်းတဲ့ဒုစရိုက်ကိုပြုခြင်းအပြင်အပြစ်ထဲကိုကြာရောက်ခဲ့ကြပါတယ်ကျမ်းစာထဲမှာဖော်ပြတဲ့အတိုင်းအပြစ်ရဲ့အခါကအပြစ်တရားဤအခါတည်ခြင်းလို့ယောမခန်းကြီး6အငယ်23မှာဖော်ပြဒါတွေ့ရပါတယ်အဲ့တော့ကြောင့်ကျွန်တော်အပြစ်ရဲ့အပြစ်ရဲ့အကြည့်ကျွန်အပြစ်ရဲ့အသားများဖြစ်တဲ့အတွက်ကြောင့်တည်ရမယ်ဖြစ်ပါတယ်သို့တော်လည်းဘုရားသခင်ကကျွန်တော်တို့ကိုအလုံးမပြီးချစ်တော်မူသောကြောင့်ရှင်ယောဟန်အခန်းကြီး3ငယ်16မှာဘုရားသခင်၏သားတော်ကိုယုံကြည်သောသူအပေါင်းတို့ထာဝရတက်ကိုရရှိစေခြင်းကဘုရားသခင်သည်မိမိတပါးသောသားတော်ကိုစွန့်တော်မူတဲ့အောင်လောကီသားတော်ကိုချစ်တော်မူပြီးဆိုပြီးတော့ဘုရားသခင်ကကျွန်တော်ကိုအလုံးချစ်တဲ့အတွက်ကြောင့်ဘုရားသခင်မှာရှိတဲ့တပါးသောသားတော်ကိုစွန့်ပြီးတော့ကျွန်တော်ကိုကယ်လို့ခဲ့တာဖြစ်ပါတယ်သခင်ယေရှုကိုယ်တိုင်အားလည်းကောင်းကင်မှာရှိတဲ့ကောင်းကင်ပလင်တော်ကိုစွန့်ခွာပြီးတော့ကျွန်တော်အပြစ်သားများကိုကယ်နှုတ်ဖို့ရန်စင်းကြွတာကိုကျွန်တော်သိရှိတာဖြစ်ပါတယ်သခင်ယေရှုကကျွန်တော်ကိုသူ့ရဲ့ဂရုဏာကျေးဇူးတော်တက်တက်ဖြင့်ကယ်နှုတ်တယ်ဆိုတာEphesians chapter 2 verse 8မှာဟောပြထားပါတယ်ဒီဘုရားသခင်ရဲ့ကျေးဇူးတော်ဖြင့်ကယ်နှုတ်ခြင်း salvation ကိုကျွန်တော်ဘယ်လိုခံစားရရှိလဲဆိုရင်ယုံကြည်သောအားဖြင့်ကျေးဇူးတော်ကြောင့်ကယ်တင်ခြင်းသို့ရောက်၏ကိုအလိုအလျောက်ရောက်ကြည်မဟုတ်ဘုရားသခင်တနာတော်မူရာဖြစ်သည်လို့ဟောပြထားတာကိုကျွန်တော်တွေ့ရပါတယ်ဘုရားသခင်ရဲ့ကျေးဇူးတော်ကိုကျွန်တော်ကျေးဇူးတော်ဖြင့်ပေးတဲ့ကယ်တင်ခြင်း salvation ကိုကျွန်တော်ယုံကြည်ခြင်းအပြင်ရရှိတာကျွန်တော်တွေ့ရပါတယ်အခန်းကြီး1အငယ်9ကနေခုံကိုကျွန်တော်တစ်ချက်ကြည့်မယ်ဆိုရင်သူဘုရားသခင်သည်ချစ်တော်မူသောသားတော်ကြောင့်ငါတို့အားပေးတော်မူသောကျေးဇူးတော်၏ဘုန်းအသီးကိုချီးမွမ်းစေခြင်းငါတို့သည်ယေရှုခရစ်အားဖြင့်သားအရာကိုရမည်အကြောင်းအလိုတော်ရှိသောစေတနာအတိုင်းရှိမစွတ်ကခွဲခမ်းမသားတော်မူ၏လို့ဖော်ပြထားပါတယ်ကျွန်တော်ကယ်တင်ခြင်းသခင်ယေရှုရဲ့ကျေးဇူးတော်ဂရုဏာတော်ဖြင့်ကယ်တင်ခြင်းရယုံတော်မှာကဘုရားသခင်ရဲ့သားတော်လို့အခေါ်ခံရခြင်းကိုဘုရားသခင်ကပေးတာကိုကျွန်တော်တွေ့ရပါတယ်ဒါကြောင့်ကျွန်တော်ဘုရားသခင်ရဲ့ကျေးဇူးတော်သူ့ရဲ့ချစ်ချင်းမေတ္တာကိုဒီညနေကစပြီးတော့
ချီးမွမ်းတတ်ဖို့ရန်ကျွန်တော်နဲ့ပြောချင်ပါတယ်နောက်တစ်ချက်အနေနဲ့ဘုရားသခင်ကိုကျွန်တော်ချီးမွမ်းတဲ့အခါမှာကောင်းချီးမင်္ဂလာမြတ်အတွက်ချီးမွမ်းရပါမယ်ဘုရားသခင်ကကျွန်တော်လူသားများကိုကောင်းချီးမင်္ဂလာရည်အတွက်လုပ်မရတဲ့မြောက်များစွာသောကောင်းချီးမင်္ဂလာကိုပေးပါတယ်ကျွန်တော်တို့ရဲ့နေ့ရက်များကိုဘုရားသခင်ကပေးထားတဲ့အတွက်ကြောင့်ကျေးဇူးတင်ကောင်းဘုရားသခင်ရဲ့ကောင်းချီးကိုချီးမွမ်းတတ်ဖို့ရန်စာလံဆရာကစာလံ138ငွေ24မှာလဲတိုက်တွန်းတာကိုကျွန်တော်တွေ့ရပါတယ်ပြီးတော့စာလံ106ငွေ1မှာလဲထာဝရဘုရားကြီးကောင်းမြတ်တော်မူသောကြောင့်ကျေးဇူးတော်ကိုချီးမွမ်းပါဆိုပြီးတော့စာလံဆရာကထပ်မံပြီးတော့ချီးမွမ်းတာကိုကျွန်တော်တွေ့ရပါတယ်ဘုရားသခင်ကကျွန်တော်တောင်းတဖြစ်စီမတောင်းတဖြစ်စီလူဆိုးလူကောင်းကောင်းချီးမင်္ဂလာကိုတန်းတူညီမျှပေးထားပါတယ်ကျမ်းမာခြင်းပျော်ရွှင်ခြင်းစသည်ဖြင့်ကျွန်တော်လိုအပ်တဲ့အရာများကိုဘုရားသခင်ကဖိစွပ်ပေးပါတယ်အကယ်၍ဘုရားသခင်ကကျွန်တော်တောင်းတဲ့အရာတွေကိုပဲပေးမယ်ဆိုရင်ဘုရားသခင်ကပေးစရာကောင်းချီးမင်္ဂလာရှိမှာမဟုတ်ဘူးတော့ပြီမဲ့ဘုရားသခင်ကကျွန်တော်ကိုချစ်ပြီးတော့အယံတနာတဲ့အတွက်ကြောင့်ကျွန်တော်ကိုကောင်းချီးမင်္ဂလာလိုအပ်တဲ့အချိန်လိုအပ်တဲ့နေရာအချိန်အခါမှာမနောက်ကြဘဲနဲ့မစောလွန်ဘဲနဲ့အချိန်ကွက်တိမှာဘုရားသခင်ကပြင်ဆင်ထားပြီးတော့ပေးတာကိုကျွန်တော်တွေ့ရပါတယ်ဒီဘုရားသခင်ပေးထားတဲ့ကောင်းချီးမင်္ဂလာမြတ်တွေကျွန်တော်ဘုရားသခင်ကိုချီးမွမ်းတတ်ဖို့ရန်ဒီကနေပြောချင်ပါတယ်ကျွန်တော်လူသားအချင်းချင်းခုနပြောသလိုမျိုးတယောက်အတွက်တယောက်ကကောင်းကျိုးကိုလှုပ်ပေးတဲ့အခါမှာဆိုရင်ကျေးဇူးတင်တတ်ပါတယ်ဒါကပုံမှန်ချင်းလူတိုက်ကလှုပ်တတ်ကြအရာဖြစ်ပါတယ်ဒါပေမဲ့သခင်ယေရှုကဘယ်လိုပြောထားလဲဆိုရင်ကိုယ့်ရဲ့ယံသူအတွက်ဆူတောင်းပြီးခုယံဘုရားသခင်ကကျွန်တော်ကိုအမှားထားတော်မူတာကိုကျွန်တော်တွေ့ရပါတယ်ကျွန်တော်ပေါ်မှာကောင်းတဲ့အရာကိုလုပ်တဲ့သူကိုပဲကျေးဇူးတင်ဖို့မဟုတ်ဘဲနဲ့စိုးတဲ့အရာကိုကျွန်တော်အပေါ်မှာလုပ်တဲ့ပေးတဲ့သူကိုသူ့အပေါ်မှာလည်းကျေးဇူးတင်တတ်ဖို့ရန်ပြောချင်ပါတယ်ဘာဖြစ်လဲဆိုတော့အကောင်းဖြစ်ဖြစ်အဆိုးဖြစ်ဖြစ်ကျွန်တော်ခံစားတဲ့အခါမှာခံစားတဲ့ကျွန်တော်အတွက်အကောင်းဆိုရင်နောက်ထပ်လာမယ့်အချိန်ကြီးလာမယ့်အချိန်ခါအတွက်ပူပြီးတော့ကောင်းစီဖို့ရန်စူးစမ်းဖို့ရန်ဒီသူပြုလုပ်ထားတဲ့ကောင်းကျိုးကကျွန်တော်ကိုတုံတင်တာဖြစ်ပါတယ်ဒါပေမဲ့အဆူတစ်ခုခုကိုလူတယောက်ကကျွန်တော်တို့ပုံမှာပြုလုပ်တဲ့အခါမှာဆိုရင်ဒီအဆူအကြောင်းဘယ်လိုခံစားရလဲကိုကဘယ်လိုတုံ့ပြန်မှုရှိလဲဆိုတာကျွန်တော်ခံစားတဲ့သူနားလည်ဆုံးဖြစ်တဲ့အတွက်ကြောင့်ကိုခံစားသလိုသူများကိုမခံစားစေဖို့ရန်ကိုပြင်ဆင်ပြီးတော့စမ်းစစ်ပြီးတော့ကိုတုံးတတ်ဖို့ရန်ဒီအဆူကကျွန်တော်ကိုတုံးတည်တာကိုကျွန်တော်ဒီနဲ့တတိယစီလိုပါတယ်အဆူကိုကြုံတွေ့ရတဲ့အချိန်မှာဘုရားကိုချီးမွမ်းတတ်မယ်ဆိုတဲ့အခါမှာဆိုရင်ကျွန်တော်ကျမ်းစာထဲမှာကြည့်မယ်ဆိုရင်ပေါလုနဲ့ဆိုင်းလတ်တို့ကထောင်ထဲမှာရှိနေတဲ့အခါမှာသူတို့ကစိတ်ပြက်ပြီးတော့ဝမ်းနည်းပြီးတော့လဲလျောင်းပြီးတော့မနေပါဘူးသူတို့ကဘုရားသခင်ကိုချီးမွမ်းတယ်ဘုရားသခင်ကိုခုနပြောသလိုမျိုးသခြင်းဆိုခြင်းအဖြစ်ဘုရားသခင်ကိုချီးမွမ်းနေတာကိုကျွန်တော်သိပြီးသားဖြစ်ပါတယ်ဒီမှာကြည့်မယ်ဆိုရင်သူတို့ကထောင်ထဲမှာရှိနေတာတောင်မှဘာဖြစ်လို့ဘုရားသခင်ကိုချီးမွမ်းတတ်ကြတာလဲဘာဖြစ်လို့သူတို့ကဝမ်းနည်းပြီးတော့ညှိသွားမနေကြတာလဲဆိုတာကျွန်တော်
သိရှိဖို့ရန်လိုအပ်ပါတယ်သူတို့ကဆိုရင်ဘုရားသခင်ကအရာအလုံးကိုဖန်ဆင်းပြီးတော့အရာလုံးအချင်းကြီးအရာအလုံးကိုဘုရားသခင်ကအုပ်စုတယ်ဆိုတာသူတို့ကကောင်းကောင်းနားလည်ပြီးတော့သူတို့ရဲ့အသက်တာမှာလက်တွေ့ကြရင်ကြုံတွေ့ခံစားရတဲ့အတွက်ကြောင့်သူတို့ကထောင်ထဲမှာရှိတာတောင်မှဘုရားကိုချီးမွမ်းတတ်တာကိုကျွန်တော်တွေ့ရပါတယ်သူတို့ရဲ့ချီးမွမ်းခြင်းတခြင်းဆိုခြင်းကြောင့်ထောင်ထဲမှာရှိတဲ့ထောင်မူတောင်မှဘုရားသခင်ရဲ့ဘုန်းတော်ကိုခံစားရပြီးတော့သူ့ရဲ့အသက်တာကိုပြောင်းလဲသွားတာကိုကျွန်တော်တွေ့ရှိရပါတယ်အဲ့တို့ကြောင့်ကျွန်တော်အဆူကိုခံစားကြုံတွေ့ရတဲ့အခါမှာလဲဘုရားသခင်ကိုချီးမွမ်းတတ်ဖို့ရန်ကျွန်တော်နေပြောချင်ပါတယ်ကျွန်တော်အတွေ့အကြုံတခုဝေမျှချင်ပါတယ်အဲ့ဒါကတော့မနေ့ Thursday မဟုတ်ပါဘူး Wednesday ညမှာဆိုရင်ကျွန်တော်တကယ်ချင်း2ယောက်နဲ့ဆရာတင်ကြည်မှာတော့ပြီးတော့စာသွားဆိုတယ်မနေ့ပြန်မနေ့ကကျွန်တော်ပတ်ဖိုင်တာတင်တန်းစီးတော့မယ်ဆိုတော့နည်းနည်းဘယ်လိုပြောမလဲရင်ခုန်တာပေါ့အဲ့လိုမျိုးဖြစ်ပြီမဲ့စာသွားဆိုပြီးတော့သွားဆိုပြီးပြန်မယ်ဆိုပြီးတော့ဆရာကိုနှုတ်ဆက်လိုက်တယ်ဆရာအိမ်ရှိမှာကျွန်တော်ကဘယ်လိုလုံးမိလဲမသိဘူးကျွန်တော်ခြေထောက်ခောက်မိပြီးတော့လုံးဝလမ်းလျှောက်လို့မရတော့ဘူးဘယ်လိုလုပ်မလဲမသိတော့ဘူးဘာမှလည်းကျွန်တော်မလုပ်တတ်တော့ဘူးဒါပေမဲ့ကျွန်တော်နဲ့အတူလာတဲ့တကယ်ရှင်းတယ်ကကျွန်တော်ကိုအခန်းထဲထိလိုက်ပို့ပြီးတော့ကျွန်တော်ကိုငြိခဲ့ပါတယ်တကယ်ချင်းရောက်လဲဒီကနေကျေးဇူးတင်တယ်လို့ထပ်မံပြီးတော့ပြောချင်ပါတယ်အချိန်မှာကျွန်တော်အခန်းထဲမှာရောက်တော့ပြန်စဉ်းစားတယ်ဘာဖြစ်လို့ဘုရားသခင်ကကျွန်တော်ခုနကစာဆိုဖို့တွားတာအကောင်းဖြစ်နေတယ်ကျမ်းပါတယ်ကြိုက်တယ်လို့လမ်းလျှောက်လို့ရတယ်ဒါပေမဲ့အခုအိမ်ကျွန်တော်နေတဲ့အခန်းကိုပြန်ရောက်တော့လမ်းမလျှောက်နိုင်တော့ဘူးဘာဖြစ်လို့ဘုရားသခင်ကဒီလိုမျိုးအဖြစ်ကြုံစေလဲဘုရားသခင်ကဒီလိုမျိုးကြုံရဖို့ကျွန်တော်ကိုခွင့်ပြုတာလဲဆိုပြီးတော့ကျွန်တော်ဘုရားသခင်ကိုမေးခွန်းမေးမိပါတယ်ဒါပေမဲ့ကျွန်တော်နှလုံးသားထဲမှာစကားအတန်ကိုကျွန်တော်ကြားခဲ့ပါတယ်ဘုရားသခင်ကဘာလဲဆိုရင်အကောင်းကိုကောင်းချီးမင်္ဂလာမြတ်ကိုသင်ခံစားနေတဲ့အချိန်မှာသင်ကကျွန်တော်ကိုချီးမွမ်းတတ်ပါတယ်ဒါပေမဲ့အဆုကိုခံစားနေတဲ့အခါမှာကျွန်တော်ကိုအပြစ်တင်တယ်ဆိုပြီးတော့ကျွန်တော်အဲ့လိုမျိုးအတန်ကြားတယ်လို့ဖြစ်ပြီးတော့ကျွန်တော်ရင်ထဲမှာခံစားမိပါတယ်အချိန်မှာပြီးခဲ့တဲ့၄-၅ နှစ်တုန်းကတရားဟောဆရာပါစတာစင်ကပြောတဲ့တရားဟောချက်ကိုကျွန်တော်တတိရတယ်သူဘာပြောထားလဲဆိုရင်သင်အဆူကိုခံစားတွေ့ကြုံနေတဲ့အချိန်မှာဘုရားသခင်ကိုသင်ခံစားနေတဲ့ဒုက္ခပြဿနာအတွက်ဘုရားသခင်ကိုချီးမွမ်းလိုက်ပါဆိုရက်စကားတစ်ခုကိုကျွန်တော်ခေါင်းထဲမှာပေါ်လာပါတယ်အချိန်မှာကျွန်တော်เนี่ยဒူလည်းမထောက်ဒီတိုင်းပဲမျက်စိမဲ့ပြီးတော့ကျွန်တော်ရဲ့ခြေထောက်ကိုကိုက်ပြီးတော့ဘုရားသခင်ဒီအနာအတွက်ဒီအခြေအနေအတွက်ဘုရားသခင်ကိုကျေးဇူးတင်ပါတယ်ဘုရားသခင်အလိုတော်ရှေ့တိုင်းဖြစ်စီတော်မူပါမနေ့ပြန်ကျွန်တော်ပတ်ဖက်တာမစတာကိုက်တင်တိုင်းစီးမယ်ဆိုပြီးတော့တူတူလေးဘုရားသခင်ကိုချီးမွမ်းပြီးတော့ဆုတောင်းပါတယ်အချိန်မှာကျွန်တော်ခြေထောက်ကဘာမှပြောင်းလဲမှုမရှိပါဘူးအရန်နာနေတယ်ကျွန်တော်နည်းနည်းထွန်းရွှေပါကိုလိမ့်ပြီးတော့ရည်နှွေးနေနည်းနည်းတက်တာအောင်လုပ်ပြီးတော့ဂျူးနဲ့ပတ်ပါတယ်ပြီးတော့အိပ်ပြလိုက်တယ်မနေ့နူထားတော့နည်းနည်းတက်တာလာတယ်သမင်းစားချိန်ရောက်တဲ့အခါမှာကျွန်တော်လိုင်းလျှောက်ကြည့်တာ
ကောင်းကောင်းလမ်းလျှောက်လို့ရပါတယ်အခုလဲကျွန်တော်နည်းနည်းတော့နာသိပြီမဲ့ဖျားသခင်ကကောင်းကောင်းပြန်ပြီးတော့လမ်းလျှောက်နိုင်ခွင့်ပေးတဲ့အတွက်ကြောင့်ကျွန်တော်ထပ်မံပြီးတော့ဖျားသခင်ကိုချီးမွမ်းပါတယ်ပြောချင်တာကတော့ကျွန်တော်အရာတစ်ခုကိုစင်ပေးသားအရာတစ်ခုကိုစီစဉ်တဲ့အတိုင်းဖြစ်တဲ့အခါမှာကျွန်တော်စိတ်ပြပြီးတော့ဖျားသခင်ကိုအပြစ်တင်တတ်ပါတယ်အဲ့လိုမျိုးအချိန်ခါမှာလဲခုနကျွန်တော်ပြောတဲ့စကားကိုရောက်တိုက်စီရဲ့ခေါင်းပေါ်မှာကြံထားဖို့ကျွန်တော်နေပြောချင်ပါတယ်။ဘာဖြစ်လဲဆိုတော့ကျွန်တော်ဖျားသခင်ကယောဘလိုမျိုးယောဘကကောင်းချီးမင်္ဂလာခံစားတဲ့အချိန်မှာလဲဖျားကိုချီးမွမ်းတယ်ပြီးတော့သူ့ရဲ့ပိုင်ဆိုင်တဲ့ဥစ္စာအားလုံးကိုဖျားသခင်ဆုံးရှုံးချင်းခံရတဲ့ချိန်မှာတောင်းသူကဖျားသခင်ကိုမစွန့်လို့ပဲနဲ့ဖျားသခင်ကိုပဲကိုးစားတဲ့အတွက်ကြောင့်ဖျားသခင်ကအစာအမြောက်များစွာကောင်းချီးပေးတယ်ဆိုတာကျွန်တော်သိပြီးသားဖြစ်တဲ့အတွက်ကြောင့်အစိုးကိုကြုံတွေ့တဲ့အခါမှာလဲဖျားသခင်ကိုချီးမွမ်းတတ်ဖို့ရန်ကျွန်တော်နေပြောချင်ပါတယ်ယောမအခန်းကြီး9အငယ်အခန်းငယ်3မှာဘယ်လိုဖော်ပြထားလဲဆိုရင်သူမြတ်မကဒုက္ခဆင်းရဲခြင်းကိုခံ၍ဝါကြွားဝမ်းမြောက်ခြင်းရှိကြ၏အကြောင်းမူကားဒုက္ခဆင်းရဲခြင်းသည်သေခံခြင်းကိုပြုစုတတ်၏လို့ဖော်ပြထားပါတယ်ကျွန်တော်ရင်ဆိုင်ရတဲ့ဒုက္ခဆင်းရဲခြင်းများကိုကျွန်တော်အနာဂတ်လာမယ့်အသက်တာတွေပူပြီးတော့ကြံ့ခိုင်ဖွင့်ရန်ပြသခင်ကအသင်ပြင်ခိုင်းတာဖြစ်ပါတယ်ပြီးတော့တိပီခန်းကြီး1အငယ်6မှာဘယ်လိုဖော်ပြထားလဲဆိုရင်တိပီခန်းကြီး1အငယ်6မှာဆိုရင်အည်ကျူ၍စုံစမ်းခြင်းကိုဒုက္ခများခံစားရတော့လေဒုက္ခထဲကနေကျွန်တော်ချီးမွမ်းပြီးတော့ဝမ်းမြောက်တတ်ဖို့ရန်ဖော်ပြထားပါတယ်ကျွန်တော်မမျှော်လင့်တဲ့အရာကိုကြုံတွေ့တဲ့အခါမှာဆိုရင်ဘုရားသခင်ကဘယ်လိုဖော်ပြထားလဲဆိုရင်ဂျေရမယအခန်းကြီး29အခန်းငယ်7မှာဆိုရင်ငါသည်တင်တို့အကျိုးနည်းစီခြင်းငါကြံစီသောအကြံမဟုတ်ပဲတင်တို့သည်ဝမ်းမျောလင်းသောအကျိုးကိုရမည်အကြောင်းညင်ဝတ်စီခြင်းငါသာတင်တို့အမှုကြံစီသောအကြံတို့ကိုငါတည်၏လို့ဖော်ပြထားပါတယ်ကျွန်တော်တို့ရင်ဆိုင်ကြုံတွေ့တဲ့အရာအလုံးကိုဘုရားသခင်ကပြင်ဆင်ပေးတယ်ဆိုတာဖော်ပြထားတာဖြစ်ပါတယ်ဘုရားသခင်ကကျွန်တော်တို့ကောင်းမှုအတွက်ပြင်ဆင်ထားတာဖြစ်ပါတယ်ဒါပေမဲ့တခါလေကျွန်တော်တို့ရဲ့ရွေးချယ်မှုကြောင့်ဘုရားသခင်ပြင်ဆင်ထားတဲ့လမ်းကနေလွဲချော်တာရှိတတ်ပါတယ်အဲ့လိုမျိုးအချိန်ခါမှာလဲဘုရားသခင်ကကျွန်တော်တို့အတွက်ကောင်းတဲ့အလံကိုပြန်ပြီးတော့ပြင်ဆင်ပေးတာကိုကျွန်တော်တွေ့ရပါတယ်အစိုးကိုခုနပြောသလိုမျိုးကြုံရသည်ရှိတော့ဘုရားသခင်ကဒီအစိုးကြားမှာဒီဒုက္ခပြဿနာဒီအခက်ခဲကြားမှာဘုရားသခင်ကသူ့ရဲ့ကောင်းမြတ်ခြင်းသူ့ရဲ့ကိုငြိမစားခြင်းသူ့ရဲ့ကွယ်ကာခြင်းကိုတွေ့စေခြင်းလို့ဒီဒုက္ခကိုကြုံတွေ့ခံစားရစေတာဖြစ်ပါတယ်။ဒန်ယေလတို့ကတို့ရဲ့အသက်တာကိုကြည့်မယ်ဆိုရင်ဒန်ယေလတို့ကဘုရင်ဘာဘီလုံဘုရင်ရဲ့လက်အောက်မှာ
နေထိုင်တဲ့အခါမှာဆိုရင်သူတို့ကအစားအသောက်နဲ့ပြဿနာဒုက္ခကြုံတွေ့ရပါတယ်ဒါပေမဲ့သူတို့ကဘုရားသခင်ကိုမမီလို့ပဲနဲ့ဘုရားသခင်အပေါ်မှာတစ္ဆာရှိတဲ့အတွက်ကြောင့်သူတို့ကဘုရားသခင်ရဲ့ဘုန်းတော်ကိုထင်ရှားစေတာကိုကျွန်တော်တွေ့ရပါတယ်သူတို့လိုမျိုးကျွန်တော်အသက်တာမှာလည်းဘုရားသခင်ကိုအစိုးကိုကြုံတွေ့ဒီရှိတော့ဘုရားသခင်ပေါ်မှာတစ္ဆာရှိခဲ့မယ်ဆိုရင်ဘုရားသခင်ကသူ့ရဲ့ဘုန်းတော်ထင်ရှားစေပြီးရန်ကိုငေမဆမယ်ဆိုတာကျွန်တော်တွေ့ရပါတယ်ပြီးတော့စူတောင်းခြင်းနဲ့ပတ်သက်ပြီးတော့အနေငယ်ကျွန်တော်ပြောချင်ပါတယ်တေတလောနီဩဝါဒစာပရမတ်ဆောင်အခန်းကြီး9အငယ်7မှာမချမ်းမလန့်စူတောင်းပထနာပြုကြလောလို့ဖော်ပြထားပါတယ်စူတောင်းခြင်းကအင်မတန်မှအရေးပါပြီးတော့ကြီးမြတ်သောအရာကိုလုပ်တဲ့အခါမှာအလုံးမပြင်အရေးကြီးတဲ့လက်နဲ့ဖြစ်ပါတယ်ဒီမှာရှိတဲ့ယုံကြည်သူများကိုရောက်တိုင်းတည်ပြီးတဲ့ဒန်ဂျီလာအသက်တာကိုကြည့်မယ်ဆိုရင်ဒန်ဂျီလာကဆိုရင်တနေ့မှာ3ချိန်တိုင်ဆူတောင်းခဲ့တာကိုကျွန်တော်တွေ့ရပါတယ်အဲ့လိုမျိုးဘုရားသခင်ပေါ်မှာဒန်ဂျီလာကသစ္စာရှိစွာဆူတောင်းခြင်းကြောင့်ဘာဘီလုန်နိုင်ငံမှာဆိုရင်ဘုရားသခင်ရဲ့ဘုန်းတော်ကိုကြီးကြီးကျယ်ကျယ်ထင်ရှားစေတာကိုကျွန်တော်တွေ့မြင်ရပါတယ်ဒန်ဂျီလာဆိုရင်ကျွန်တော်လူငယ်များအတွက်အတူယူစရာပုံကိုကြီးရတဲ့ခုဖြစ်ပါတယ်ကျွန်တော်ဒန်ဂျီလာရဲ့အသက်တာကိုဒီမှာရှိတဲ့တငယ်ချင်းများပြန်ပြီးတော့အချိန်ရတဲ့အခါမှာသုံးသပ်ပြီးတော့ဒန်ဂျီလာရဲ့အသက်တာကိုအတူယူရန်ကျွန်တော်နဲ့တိုက်တွန်းချင်ပါတယ်ဒန်ဂျီလာဆိုရင်ကြီးကျယ်တဲ့အရာများကိုဘယင်ရဲ့အိမ်မက်ကိုအနေဖွင့်ဆိုမဲ့အချိန်မှာလဲသူကအစာရှောင်ပြီးတော့စိုးတောင်းခဲ့ပါတယ်ခုနပြောသလိုမျိုးကြီးကျယ်အလုံးမုံမြတ်တဲ့အရာတစ်ခုကိုလုံဖို့ရန်စီစဉ်တဲ့အခါမှာဆိုရင်မဖြစ်မနေလိုအပ်တဲ့အရာဖြစ်တဲ့စူတောင်းခြင်းကကျွန်တော်ပို့ပြီးတော့အလေးနဲ့ထားဖို့ရန်ကျွန်တော်အနေနဲ့ပြောချင်ပါတယ်ကြီးမားတဲ့အလုပ်တစ်ခုကိုလုံးမဲ့အချိန်မှာစူတောင်းဒါတက်မဟုတ်ဘဲနဲ့အစာရှောင်စူတောင်းခြင်းဖြင့်ဒီလက်နဲ့ကိုသုံးခြင်းအပြင်ပို့ပြီးတော့ကြီးမားတဲ့ဘုရားသခင်ရဲ့လှုပ်ဆောင်မှုဝိညာဉ်တော်ရဲ့မဆာမောက်ကိုရရှိတယ်ဆိုတာကျွန်တော်တွေ့မြင်ရပါတယ်သခင်ယေရှုကိုယ်တိုင်လည်းစုံစမ်းနှောက်ယှက်ခြင်းကိုခံဖို့သခင်ယေရှုရဲ့သာသနာသူ့ရဲ့သာသနာကိုဒီလောကထဲမှာမစတင်ခင်မှာဆိုရင်သခင်ယေရှုကိုယ်တိုင်ကရက်40တိုင်အစာရှောင်ပြီးတော့ဆူတောင်းတာကိုကျွန်တော်တွေ့မြင်ရပါတယ်အဲအတွက်ကြောင့်ကျွန်တော်ကြီးကျယ်တဲ့ကြီးမားတဲ့အရာတစ်ခုခုကိုလှုပ်ချင်တယ်ဆိုရင်အစာရှောင်ဆူတောင်းခြင်းကကျွန်တော်ရဲ့လက်နဲ့အဖြစ်သုံးဖို့ရန်သခင်ယေရှုနဲ့ဒန်ဂျီလာတို့ကဖော်ပြတာကိုကျွန်တော်တွေ့မြင်ရပါတယ်ခုနဒန်ဂျီလာဆိုရင်ဘယင်ရဲ့အိမ်မက်ကိုဖော်ပြဖို့ရန်သူကဆူတောင်းနေပါတယ်သူဆူတောင်းတာက73နှစ်တိုင်သူကသူ့ရဲ့ဆူတောင်းခြင်းကိုဘုရားသခင်နားညောင်းဖို့ရန်73နှစ်တီတီသူကဆူတောင်းခဲ့ရပါတယ်သူကသစ္စာရှိပြီးတော့ဇွဲမလျှော့ဘဲနဲ့ဘုရားသခင်ပေါ်မှာသူသိချင်တဲ့အရာကိုဆက်လက်တောင်းလျှောက်ခြင်းအပြင်73နှစ်ပြည့်တဲ့အခါမှာဘုရားသခင်ကဒန်ဂျီလာရဲ့သိချင်တဲ့နည်းနည်းတဲ့အရာကိုဘုရားသခင်ဖော်ပြထားတာကိုကျွန်တော်တွေ့မြင်ရပါတယ်အဲဒါကြောင့်ဆူတောင်းခြင်းကအင်မတန်မှအရေးကြီးတယ်ဆိုတာထပ်မံပြီးတော့ကျွန်တော်အနေနဲ့
ဒီရစီလိုပါတယ်ကျွန်တော်နောက်ဆုံးကျွန်တော်နောက်ဆုံးအနေနဲ့တခုတက်တီခံချင်ပါတယ်ပြီးခဲ့တဲ့နေ့အရှိကုန်းမှာကျွန်တော်ကျောင်းတက်တော့က10 လပိုင်း10 လပါကျောင်းပိတ်ရဲမှာဆိုရင်ဘော်ဒါသားတွေတော်တော်များများအိမ်ပြန်ကြပါတယ်အချိန်မှာကျွန်တော်တငယ်ချင်း20-30 လောက်ကအိမ်မပြန်မဲနဲ့ဘော်ဒါမှာကြံခဲ့ပြီးတော့အလုံးလုံးခဲ့ရပါတယ်အချိန်မှာဥပုံနီတရက်ကဆရာလင်းနဲ့အဖွဲတို့ကတခြားပသိမ်မှာဖျားရှိခိုးဖို့အစီအစဉ်လုပ်ပြီးတော့တချင်းချင်းခဲ့ပါတယ်ဖွဲမှာကျွန်တော်လည်းအပါဝင်ဖြစ်ပါတယ်ဒါပေမဲ့ဖွဲမှာကျွန်တော်မပါဝင်ရဘဲနဲ့ LYS ကျောင်းမှာကြံခဲ့ဖို့ရန်ကြံခဲ့ပြီးတော့တချင်းဆိုဖို့ရန်ကျွန်တော်ဆရာဂျိုကတောင်းပြီးခဲ့ပါတယ်အချိန်မှာကျွန်တော်တောက်ကြညတချင်းချင်းတယ်ကျွန်တော်တငယ်ချင်းတို့နဲ့ဖျားเจ้าမှာတချင်းချင်းတယ်မနေ့ပြန်အတွက်တချင်းချင်းတယ်ဆယ်လင်းတော့ဖွဲ့လဲဆယ်လင်းတော့အိမ်မှာတချင်းတချင်းတယ်အချိန်မှာကျွန်တော်ကချင်းချင်းနဲ့ကျွန်တော်လဲမနေ့ပြန်ဆိုပသိမ်မှာသွားပြီးတော့ဖျားရှိကိုရမှာဆိုပြီးတော့စဉ်းစားပြီးတော့အခုဆိုရင်ကျွန်တော်ဒီမှာပဲတချင်းဆိုရမယ်ဆိုတော့ပသိမ်တော့ခွင့်မရတော့ဘူးဆိုပြီးတော့ကျွန်တော်အရန်ပဲဒေါသထွက်ပါတယ်ကျွန်တော်တကယ်ချင်းအပေါ်မှာကျွန်တော်တကယ်ချင်းပတ်မနဲ့မုံပေါ်မှာနည်းနည်းဒေါသထွက်ပါတယ်ဒါပေမဲ့ကျွန်တော်စကားတစ်လုံးမှမပြောပါဘူးဘာမှအလုပ်လုပ်လည်းမရဘူးကျွန်တော်ကြိတ်ပြီးတော့နေပါတယ်တချင်းချင်းပြီးတော့ဘော်ဒါပြန်ပြီးတော့ကျွန်တော်ARပြင်ပြီးတော့အပြင်ခဏချုပ်ပြီးတော့လမ်းလျှောက်ပါတယ်လာတောင်းမှလမ်းလျှောက်ပြီးတော့ပြန်စဉ်းစားတယ်ကျွန်တော်မနေ့ပြန်ဒီမှာတချင်းဆိုဖို့တာဝန်မပေးခဲ့ရင်ကျွန်တော်မနေ့ပြန်ပသိမ်မှာတော့ပြီးတော့တချင်းဆိုလို့ရမယ်ဆိုပြီးတော့ကျွန်တော်အခွင့်အရေးဆုံးရှုံးခဲ့တယ်ဆိုပြီးတော့ကျွန်တော်အရန်ပဲဒေါသထွက်ပြီးတော့တငယ်ချင်း2ယောက်ကိုတငယ်ချင်း2ယောက်ပေါ်မှာအရန်ဘယ်လိုပြောလဲစိတ်မကြည်မနဲ့ဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်အချိန်မှာကိုလူချင်းတဲ့အရာကိုမရတဲ့အခါမှာလဲဖျားကိုကျေးဇူးတင်ပါဆိုတဲ့စကားကိုကျွန်တော်ပြန်ပြီးတော့တတိယပါတယ်အချိန်မှာကျွန်တော်လည်းပြန်ပြီးတော့ဆူတောင်းပြီးတော့ဖျားသခင်ကိုတော့ပြင်ဆင်ပြတဲ့အရာအလုံးအတွက်ကျေးဇူးတင်တယ်ဆိုပြီးတော့ကျွန်တော်စိတ်ကြည်နပ်တဲ့အထိလမ်းလျှောက်ပြီးတော့ဆူတောင်းခဲ့ပါတယ်ကျွန်တော်နည်းနည်းကျွန်တော်ရဲ့တော့နည်းနည်းငြိမ်တဲ့အခါမှာဘော်ဒါပြန်ပြီးတော့ပြန်အိတ်ပြီးတော့မနေ့ပြန်မှာတချင်းကောင်းကောင်းဆိုရပါတယ်နောက်တစ်ပတ်မှာဆိုရင်ကျွန်တော်အလုံးပြန်လို့ရတယ်အချိန်မှာဆရာကြီးကလာမဲ့ဥပုံနေ့မှာကျွန်တော်နေတော့ဖွင့်တဲ့တခြားနေရာမှာဖျားတော့ရှိဖို့မယ်ဆိုပြီးတော့ကျွန်တော်တို့အဖွဲ့ကိုပြောပါတယ်အချိန်မှာကျွန်တော်ရဲ့အာယုံကဖွင့်ပါတယ်ဘယ်လိုလဲဆိုရင်တောက်ကြမြတ်ကကျွန်တော်အရန်သောသားထွက်ခဲ့တဲ့ပသိမ်သွားဖို့အခွင့်အရေးဆုံးရှုံးခဲ့ရတဲ့အဖြစ်ကိုဘုရားသခင်ကတည်တယ်ပြီးတော့ကျွန်တော်ရဲ့ဆုတောင်းတန်ကိုဘုရားသခင်ကနားညောင်းပြီးတော့ဒီဖြစ်ပြတဲ့အရာအလုံးကိုဘုရားသခင်ကကျွန်တော်အတွက်အကောင်းဆုံးပြင်ဆင်ပေးတယ်ဆိုတာကျွန်တော်အချိန်မှာနားလည်ခဲ့ပါတယ်ပြီးတော့ကျွန်တော်လာမဲ့နောက်တစ်ပတ်ဥပုံနေ့မှာတခြားနေရာမှာဆက်ချီတော့နဲ့ကောင်းကောင်းဖျားရှိခိုးခွင့်ရခဲ့ပါတယ်ပြောချင်တာကတော့အစမှဆိုရင်ကျွန်တော်ကပသိမ်မှာဖျားရှိခိုးဖို့ရန်
အရန်ပဲဆန္ဒရှိပါတယ်အရန်ပဲသွားချင်ပါတယ်ဒါပေမဲ့သွားမဲ့အခွင့်အရေးကိုဆုံးရှုံးတဲ့အခါမှာအရန်တော်သားထွက်ခဲ့တယ်အချိန်မှာကျွန်တော်ဘုရားကိုချီးမွမ်းတဲ့အခါမှာဘုရားသခင်ကကျွန်တော်အတွက်အကောင်းဆုံးပြင်ဆင်ထားပြီးသားရှိတယ်ဆိုတာကျွန်တော်နောက်တစ်ပတ်မှပို့ပြီးတော့သိရှိခွင့်ဘုရားသခင်ကပေးပါတယ်အတွက်ကြောင့်ဒီမှာရှိတဲ့ယုံကြည်သူညီအကိုရောက်တိုက်စီကိုကျွန်တော်အနေနဲ့ဒီညနေမှာအားပြီးအာယုပြုလုပ်ချင်တာကတော့ကျွန်တော်တို့ဘယ်အချိန်နေဘယ်အချိန်ခါဖြစ်ဖြစ်ကောင်းတာကိုကြုံတွေ့ရသည်ဖြစ်စေဆိုတဲ့အရာကိုကြုံတွေ့ခံစားနေရသည်ဖြစ်စေဘုရားသခင်ကိုချီးမွမ်းတတ်ဖို့ရန်နဲ့ကျွန်တော်တို့ကြီးမားတဲ့အလုပ်ကိုလုပ်ဖို့ရန်စီစဉ်ပြီးတော့ကြီးမားတဲ့အောင်မြင်ခြင်းကိုရချင်တယ်ဆိုရင်အစာရှောင်ပြီးတော့ဆူတောင်းခြင်းလက်နဲ့ကိုကျင့်သုံးဖို့ရန်ကျွန်တော်နဲ့ဒီကနေ့မှာအပီအာယုပြုလုပ်ရင်းနဲ့ဒီကောင်ချလိုက်ပါတယ်အားလုံးပေါ်မှာဘုရားသခင်ကြွယ်ရောက်မြတ်ပြဆိုတော့ကောင်းကြီးမင်္ဂလာတူလုံးချက်ပြတော်မူပါစေ